မင်္ဂလာပါကျွန်တော်အခုမိတ်ဆွေတို့ကိုပြောပြပေးမှာတော့ကျွန်တော်မိုင်းတဲ့အသုံးပြုတဲ့ကျွန်တော်မိုင်းတဲ့ဘေး1000နဲ့ MB 1500ရအောင်ဝယ်တဲ့နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်မိုင်းတဲ့ဘေး1000နဲ့ MB 1500ရအောင်လို့ကျွန်တော်ရဲ့ကတ်တွေကိုစစ်ကြည့်လိုက်ပါမယ်ဗျာကျွန်တော်မိုင်းတဲ့ဘေး1000နဲ့ MB 1500ရအောင်လို့စစ်တဲ့နည်းလေးကတော့စတာ966စတာ900ဆက်ဒီကောင်လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့နှိပ်ပြီးတော့စစ်ကြည့်လိုက်ပါဗျာစင်နီးရတော့စတာ966စတာ900ဆက် okay ကျွန်တော်စစ်ကြည့်လိုက်ပါဗျာတာ966စတာ900ဆက်ကတော့ကျွန်တော်မိုင်းတဲ့ဘေး1000နဲ့ MB 1500ဝယ်နေနည်းလေးပဲဖြစ်ပါတယ်ဗျာကျွန်တော်ဒါဆိုရင် message ကြတာလေးကိုခဏစောင့်လိုက်မယ်ဗျာစတာ966စတာ900ဆက်မှာဆိုပြီးကျွန်တော်တို့မိုင်းတဲ့ဘေး1000နဲ့1500ဝယ်လို့ရမှာဖြစ်ပါတယ်ဗျာကျွန်တော်စတာ966စတာ900ဆက်ကျွန်တော်တူကတ်ကိုစစ်ကြည့်လိုက်ပါမယ်ဗျာမိတ်ဆွေရကကိုကျွန်တော်စစ်ကြည့်လိုက်ပါဗျာစတာ966စတာ900ဆက်ကိုနှိပ်ကြည့်လို့လက်ကြောင်ဝင်မလုံးတော့ပါဆိုရင်ကျွန်တော်တို့မိုင်းတဲ့ဘေး1000နဲ့ MB 1500ဝယ်လို့ရမှာဖြစ်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်တူကတ်ကလက်ကြောင်ဝင်မလုံးတော့ပါဆိုပြီးတော့ message ကြတယ်ဒါဆိုရင်ကျွန်တော်တို့ဘေး1000နဲ့ 1500 MB ဝယ်လို့ရပါတယ်ဗျာနောက်ထပ်ကျွန်တော်မိုင်းတဲ့ဘေး1000စီုံလေးနဲ့ဘယ်ဘက်ကတ်တွေဝယ်လို့ရမလဲဆိုတာကိုကျွန်တော်စတာ93ဆက်ကိုနှိပ်ပြီးတော့လဲစစ်ကြည့်လို့ရပါတယ်ဗျာဒါခုံသုံးလုံးဆက်မှာဆိုရင်ကျွန်တော်တကတ်နဲ့တကတ်မတူပါဘူးဗျာကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်ရဲ့1ကတ်မှာဆိုရင်ဘေ900နဲ့ 2G ကို3ရက်3ဝယ်လို့ရပါတယ်ဗျာကျွန်တော်တစ်လကိုတစ်ချိန်ဝယ်လို့ရပါတယ်ဗျာမိတ်ဆွေလည်းဒီနီလန်းလေးတိုင်းကျွန်တော်တို့ဝယ်လို့ရပါတယ်ဗျာတခြားနည်းတွေကတော့စတာ966စတာ239ဆက်ကိုနှိပ်ပြီးတော့လဲကျွန်တော်တို့စစ်ကြည့်လိုက်ပါဗျာစတာ966စတာ239ဆက်ကတော့ကျွန်တော်တို့မိုင်းတဲ့ဘေး200နဲ့MB 1400ရမှာပဲဖြစ်ပါတယ်ဗျာစတာ966စတာ239ဆက်ကိုနှိပ်ကြည့်ပြီးလို့လက်ကြောင်ဝင်မလုံးတော့ပါဆိုရင်ကျွန်တော်တို့မိုင်းတဲ့ဘေး200နဲ့2000 MB ဝယ်လို့ရမှာဖြစ်ပါတယ်ဗျာမိတ်ဆွေရဲ့ဒီနီလန်းလေးတိုင်းကျွန်တော်လိုက်ပြီးတော့ဝယ်လို့ရပါတယ်ဗျာနောက်တနည်းကတော့ဘေး1000နဲ့ကျွန်တော်တို့3000 MB ရအောင်လို့စတာ966စတာ338ဆက်ဒီကောင်လေးကိုကျွန်တော်နှိပ်ပြီးတော့စစ်ကြည့်လိုက်ပါစတာ966စတာ338ဆက်ကျွန်တော်ကတ်တိုင်းတော့ရမယ်မရမယ်တော့မသိပါဘူးဗျာကျွန်တော်တကတ်နဲ့တကတ်မတူတော့ကြတော့ဒီကောင်လေးကတော့စတာ966စတာ338ဆက်ကတော့ကျွန်တော်မိုင်တဲဘေး1000နဲ့ MB 3000ဝယ်လို့နီးလေးပဲဖြစ်ပါတယ်ဗျာမိတ်ဆွေလည်းဒီနီးလန်းလေးတိုင်းကျွန်တော်တို့စစ်ပြီးတော့ဝယ်လို့ရပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like subscribe နှိပ်ပြီးကိုတောင်းဆိုပါရဗျာကျွန်တော်ရဲ့ channel လေးကတော့နေ့စဉ်နေ့တိုင်းကျွန်တော်မိုင်တဲ packet နဲ့မိုင်တဲ packet ဝယ်နည်းတွေကိုတင်ပြပေးတယ်ကျွန်တော် channel လေးပဲဖြစ်ပါတယ်ဗျာကျွန်တော်မိုင်းတဲ့ဘေး1000စီုံလေးနဲ့ကျွန်တော်တို့ MB များများရအောင်လို့ကျွန်တော်ပြောတဲ့နီလန်းလေးတိုင်းလိုက်ပြီးတော့ဝယ်လို့ရပါတယ်ဗျာကျွန်တော်ဝယ်နီးလေးတွေကတော့အရန်ကိုလွယ်ပါတယ်ဗျာဝယ်နီးလေးတွေကိုကျွန်တော်တစ်ခုချင်းစီမှတ်ပြီးတော့လိုက်ဝယ်မယ်ဆိုရင်ကျွန်တော်တို့ဘေးနဲ့MB များများရမှာဖြစ်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်